အားလုံးပဲမင်္ဂလာပါကျမနာမည် Liza ဖြစ်ပါတယ်ကျမဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ကျမရဲ့ group coaching program အသစ်ပေါ့နော်ဒါကတော့2026အတွက်ကျမရည်စူးတာဖြစ်ပါတယ်2026ဟာပြောရမယ်ဆိုရင်ကျမတို့ numerology အရာလေပြောင်းလဲခြင်း new beginnings တွေကိုစတင်တဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ်နောက်တစ်ခုကလည်း Chinese New Year အနေနဲ့ဆိုလို့ရှိရင်လည်း Fire Horse ပေါ့နော်အဲ့တော့ဒီလိုနှစ်တွေကိုရောက်လာတဲ့အခါမှာလူတစ်ယောက်ချင်းစီရဲ့ဘဝမှာကော universally အရာကောအပြောင်းအလဲအကြီးကြီးတွေကဝင်ရောက်လာကြတော့မှာဖြစ်တယ်။ကျမစီမှာရောက်လာကြတဲ့ client တွေကောသင်တန်းသားတွေကောနောက်တခြားမိတ်ဆွေတွေရောကိုကျမကြည့်လိုက်မယ်ဆိုလို့ရှိရင်အမြဲတမ်းအသက်ဘက်ကိုဥတည်နေတဲ့သူတွေကိုကျမအများကြီးမြင်တွေ့လာရတယ်။တစ်ချိန်တည်းမှာပဲကျမတို့ကနေဒါမှာကအစနောက်တစ်ခုကျမရဲ့ life မှာကအစနောက်ကျမရဲ့မိသားစုတွေမှာကောနောက်တစ်ခုကျန်တဲ့တခြားနိုင်ငံတွေမှာပဲကျမဒီကမ္ဘာနိုင်ငံရေးကိုလည်းကြည့်မယ်ဆိုလို့ရှိရင်အများတန်း new beginnings တွေဘက်ကိုအခုအချိန်ကနေစပြီးတော့တဖြည်းဖြည်းလေးတွေရွေ့နေကြတာကိုကျမသတိထားမိလာတယ်ပေါ့နော်ဆိုတော့2026စာပြောရမယ်ဆိုလို့ရှိရင်အားလုံးအတွက်လည်းအသက်တွေကိုပြောင်းလဲစေမဲ့အသက် journey ကိုသွားမဲ့ခရီးတစ်ခုဖြစ်တယ်လို့ဒါ generally ပြောလို့ရပါတယ်အဲ့တော့ကျမအနေနဲ့2026စာပြောရမယ်ဆိုရင်ကျမအတွက်လည်း new beginning တစ်ခုလိုပဲဖြစ်နေတယ်ကျမအတွက်က2026စာပြောရမယ်ဆိုရင်ကျမရဲ့ဒီ2025 journey ကိုစခဲ့တဲ့ journey ရဲ့ next level ကိုသွားတဲ့နှစ်တစ်နှစ်လို့လည်းကျမမြင်ရတယ်ပေါ့နော်အဲ့တော့အထူးသဖြင့်ကျမတို့ personal year ပေါ့ personal year ကိုတွက်တဲ့အခါမှာကျမတို့ numerology ကဘယ်လိုတွက်မလဲဆိုလို့ရှိရင်ဥပမာကိုကဆိုပါစို့3ရက်နေ့မှာမွေးမယ်6လမှာမွေးမယ်ဆိုရင်ကိုယ့်ရဲ့3ရက်နဲ့6လနဲ့ပေါင်းရင်3နဲ့6နဲ့ဆိုတော့9ရမှာပေါ့နော်9ဆိုတော့2026က226ဆိုတော့ပေါင်းလိုက်10မရဘူးလားဆိုတော့10နဲ့9နဲ့ဆိုရင်19ပေါင်းလိုက်ရင်1နဲ့9နဲ့ပြန်ပေါင်းရင်10ပြန်ဖြစ်တယ်10ဟာ1နဲ့0နဲ့ပြန်ပေါင်းရင်1ပြန်ဖြစ်တယ်ဆိုတဲ့အခါကျတော့အဲ့လိုမျိုး single digit ကလေးတွေထုတ်သွားတဲ့အချိန်ဟာလေးတွေကိုရလက်လေးတွေထုတ်ယူသွားရင်ကျမတို့ဘာရမလဲဆိုရင် personal year ကိုရမှာဖြစ်ပါတယ် personal year ဟာအများနဲ့ဘယ်လိုတွက်ရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့မွေးနေ့နဲ့မွေးလနေ့ကိုပေါင်းမယ်ပေါင်းပြီးလို့ရှိရင်အဲ့ဒီရတဲ့ပေါင်းလက်ကလေးနဲ့ရောက်နေတဲ့2026ဒီနေ့ဆိုရင်2025အဲ့ဒါရဲ့ပေါင်းလက် single digit လေးနဲ့ပြန်ပေါင်းလိုက်ခြင်းပဲဖြစ်ပါတယ်အထူးသဖြင့် personal year 1ရတဲ့သူတွေ personal year 2နော်1 2ဒီလောက်မှာသွားနေတဲ့သူတွေနောက်တစ်ခုကကျတော့ personal year 4နဲ့5နားမှာသွားနေတဲ့သူတွေပေါ့နော်နောက်တစ်ခု personal year 7 and 8နားမှာသွားနေတဲ့သူတွေပေါ့နော်အဲ့တော့ခုနလိုမျိုးသူ transformation ကတော့ personal year အထူးသဖြင့်သိသာနိုင်တာက personal year 1မှာသိသာနိုင်တယ် personal year 5မှာသိသာနိုင်တယ် personal year 7မှာသိသာနိုင်တယ် and also personal year 9မှာလည်းသိသာနိုင်တယ်ပေါ့နော်ဒါတော့ထူးထူးခြားခြားသိသိသာသာမြင်ရမယ့် personal year လေးပြပြဒါတော့မှတယောက်နဲ့တယောက်တော့အသေးစိတ်မတူသေးဘူး။ဘာကြောင့်လဲဆိုတော့ဒါက generally ပဲပြောထားတာဖြစ်တယ်။တကယ်တမ်းမှာတခြားတစ်ဖက်ကနေပြီးချိန်ထိုးရမယ့် other factors လေးတွေရှိသေးတယ်ပေါ့နော်။ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် generally ကတော့ပြောမယ်ဆိုရင်2025ဟာ ending တစ်ခုပြနေပြီးတဲ့အခါ2026ကတော့ new beginning ကိုပြလာပြီပဲဖြစ်ပါတယ်။အဲ့တော့ကျမတို့တွေကကိုယ့်ရဲ့2026ကိုဘယ်လိုမျိုးတည်ဆောက်ချင်တာလဲပေါ့နော်အဲ့တော့ဒါလေးကတော့မိမိရဲ့ဒါ individual ဘိုင်းဆိုင်ရာကိုယ့်ကိုမေးခွန်းထုတ်ရမှာဖြစ်တယ်ဆိုတော့ကျမတို့တွေကနှစ်တိုင်းပေါ့နော်ရှင်သန်လာကြတာအခုဆိုနှစ်တွေဘယ်လောက်ကြာပြီလဲကျမတို့ဒီ coaching လုပ်တဲ့အခါမှာကျမတို့ technique လေးတစ်ခုရှိတယ်ကိုမွေးတဲ့ခုနှစ်ကနေစပြီးတဲ့အခါကျတော့ဒီနှစ်ခုနှစ်အထိကိုတန်းစီပြီးတော့ရေးလိုက်တယ်ပေါ့နော်ရေးလိုက်ပြီးလို့ရှိရင်ငငယ်ပေါက်စလေးတော့မမှတ်မိဘူးပေါ့ကိုယ့်ရဲ့ကိုဘာလုပ်ခဲ့လဲဆိုတော့ဒါပေမဲ့ကိုမှတ်မိလောက်တဲ့အရွယ်ကနေစပြီးတဲ့အခါကျတော့ကိုယ့်ရဲ့ year လေးတွေကိုကျမတို့တွေကနာမည်လေးတွေပေါ့နော်စာလုံးလေးတွေတစ်လုံးနဲ့နာမည်လေးတွေတက်ပြီးတဲ့အခါကျဒီနှစ်ကတော့ကိုယ့်အတွက်ဘယ်လိုနှစ်ကလေးဆိုတဲ့ဟာကိုကျမတို့စာလုံးလေးတွေနဲ့ကျမတို့ define လုပ်တဲ့အခါမှာကျမတို့ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ရှင်ဘာတွေ့ရလဲဆိုတဲ့အခါကျတော့ကျမတို့ကလုံမြဲလုံစင်အလုပ်တွေကိုလုံရင်းနဲ့ကျမတို့အချိန်တွေကုန်လာကြတယ်ထူးထူးခြားခြားကိုယ့်ရဲ့နှစ်တစ်နှစ်ကိုအကောင်းဆုံးရှင်သန်နေထိုင်ခဲ့တယ်ဆိုတဲ့ဟာကိုပြန်ရှာလို့မရတာမျိုးကိုတွေးတတ်ကြတယ်အဲ့တော့တယောက်နဲ့တယောက်တော့တူမှာတော့မဟုတ်ဘူးပေါ့နော်ငါကတော့ဒီနှစ်မှာစီးပွားတွေတက်တာပဲငါကတော့ဒီနှစ်မှာအိမ်ဒီကားတွေရတာပဲလို့ဒီလိုမျိုးသတ်မှတ်လို့ရတဲ့နှစ်တွေလည်းရှိတယ်ဒါလည်းကောင်းတာပဲကိုယ်မှာပိုင်ဆိုင်မှုတွေတိုးတယ်ကိုယ်မှာဘွဲတွေရသွားတယ် accomplish ဖြစ်သွားတယ်ကိုယ့်ရဲ့ mission တွေတစ်ခုပြီးတစ်ခုပြီးမြောက်သွားတယ်ဒါလည်းကောင်းတဲ့နှစ်တွေရှိတာပဲဒါပေမဲ့တချို့နှစ်တွေမှာကြတော့ကျမတို့ဟာရေလိုက်ငါးလိုက်နေနေတဲ့အချိန်တွေရှိနေတတ်တယ်
အဲ့ဒါလေးကိုသတိပြုမိရဲ့လားပေါ့နော်အဲ့တော့ဟုတ်ပြီစီးပွားရေးပညာရေးမှာအာရုံစိုက်နေကြတယ်တစ်ဖက်မှာကျတော့လွတ်သွားတာတွေအများကြီးရှိတယ်ကျန်းမာရေးမိသားစုရေးတွေမှာလွတ်သွားတာတွေလည်းရှိတယ်အဲ့ဒီအခါမှာကျမတို့တွေကစဉ်းစားရတော့မယ်ငါဟာနော်ဘာကြောင့်ဒီလိုမျိုးငါရဲ့နှစ်တစ်နှစ်ကိုငါဘက်စုံပေါ့နော်ငါဘာဖြစ်လို့တေးသေးချာချာမျှမျှတတပုံမဖော်နိုင်ဖြစ်သွားတာလေငါဘာတွေလိုအပ်သွားတာလေကျမတို့ပြန်သုံးသပ်ရတာရှိတယ်ကိုယ့်ရဲ့လိုအပ်ချက်ကဘာလဲဒါမှမဟုတ်လို့ရှိရင်ငါနှစ်တည်တာကြာလာတယ်ငါပုံစံကဒီလိုပဲဖြစ်နေတယ်ငါဒီအနေအထားနေမတက်ဘူးဖြစ်နေပြီအဲ့ဒါဆိုရင်ငါ transformation တစ်ခုခုတော့ငါမှလိုအပ်နေပြီဒါပေမဲ့ငါဘယ်နေရာနေ transform လုပ်ရမှာလဲဒါကိုလေကိုကအဖြေရှာရတော့မယ်ဟုတ်ပြီနော်ဆိုတော့ကျမတို့တွေကကိုလုံနေကြပုံစံနဲ့မှာအရန်အသားကျလာတဲ့အခါမှာဘာပုံစံဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့ဖြစ်နိုင်ခြေတွေကိုကိုယ်တိုင်ပိတ်သွားတယ်ကိုယ်တိုင်မမြင်နိုင်တော့ဘူးငါမှဒါပဲရှိရင်ဒီလောက်ပဲဖြစ်မှာပါဆိုတာပေါ့ငါကဒါနဲ့လောက်တာအသားကျလာနေပြီငါအတွက်ဒါကြီးကိုအခုမှထလို့ရင်ဖြစ်မှာမဟုတ်တော့ဘူးဆိုတာမျိုးတွေကိုကျမတို့စပြီးတွေးလာကြတယ်မှန်ပါတယ်ဘယ်အရာမဆိုလောက်တိုင်းဖြစ်တယ်လို့တော့မရှိဘူးပေါ့လောက်ပေမဲ့လည်းမဖြစ်တဲ့အရာတွေရှိတာပဲဒါပေမဲ့လောက်ပေမဲ့လည်းမဖြစ်တဲ့အရာတွေဟာကိုယ့်အတွက်လှေကတက်လို့ဖြစ်နေတယ်ဆိုတဲ့ဟာကိုကျမတို့မြင်တတ်ဖို့လိုတယ်ကျမတို့တစ်ခုနဲ့တစ်ခုအကျိုးကျေးဇူးပြုတဲ့ပုံချင်းမတူဘူးပေါ့နော်ကျမတို့အဋ္ဌိပစ္စည်းနတ္ထိပစ္စည်းဆိုတဲ့အတိုင်းပဲရှိတဲ့အရာတွေကလည်းရှိသလိုကျမတို့အကျိုးပြုတယ်မရှိတဲ့အရာတွေအစင်မပြေနေတဲ့အရာတွေအခက်အခဲတွေရှုံးနေခြင်းတွေရလဲကျမတို့ကိုလှေကတဲ့လိုပဲနောက်တစ်ဆင့်တင်ပေးသွားတာရှိတယ်ဟုတ်ပြီနော်ဆိုတော့ကျမတို့တွေဟာကိုယ့်ရဲ့ possibility ကိုယ့်ရဲ့ potential ကိုတည်တည်ချာချာယုံကြည်မှုရှိရဖို့လိုအပ်တယ်အဲ့တော့ကျမမေးချင်တာကဘာလဲဆိုတော့ကိုယ့်ဘယ်လောက်ထိယုံကြည်မှုရှိလဲကိုဟာဘယ်လောက်ထိငါဟာဘလို့အတိုင်းအတာထိအောင်မြင်နိုင်နေဆိုတာကိုဘလို့ယုံကြည်မှုရှိထားလဲဘလောက်ယုံကြည်မှုရှိထားလဲကိုဒါလေးကိုလည်းသတိထားပါเนาะဒါလေးကိုလည်းစဉ်းစားပါနောက်တစ်ခုကကြတော့ကျမတို့မှာအတိတ်မှာเนาะတန်လန်ဖြစ်နေတဲ့အပိုင်းတွေရှိတယ်ကိုလှုပ်ရင်းတန်လန်เนาะတချို့မပြီးသေးတာတွေရှိမယ်နောက်တစ်ခုကမှားခဲ့တဲ့အမှားတွေကိုနောင်တတွေရနေတာတွေရှိမယ်အတိတ်မှာဒါတွေဖြစ်ခဲ့လို့ပေါ့เนาะကိုကအခုမှတော့ဒီနေရာမှာတော့ stuck ဖြစ်နေတယ်စသဖြင့်ကိုယ့်ကိုအမျိုးမျိုးတွေးနေတာတွေရှိမယ်အဲ့ဒီကိုယ့်ရဲ့ပုံဖော်ထားတဲ့ကိုယ့်အတွေးတွေကဒီပုံဖော်ထားတဲ့အရာတွေကြောင့်ကျမတို့ဘဝမှာဘာတွေရှိကိုမတက်နိုင်ဖြစ်နေတာလဲဒါတွေကိုလည်းကျမတို့နားလည်အောင်ပြန်လုပ်ရမယ်ခုနကကျမပြောသလိုပဲရှိခြင်းနဲ့လည်းအကျိုးကျေးဇူးပြုတာရှိတယ်မရှိခြင်းနဲ့လည်းအကျိုးကျေးဇူးပြုတာရှိတယ်ခက်ခဲခြင်းတွေနဲ့လည်းအကျိုးကျေးဇူးပြုတာရှိတယ်အစင်မပြေခြင်းတွေနဲ့လည်းအကျိုးကျေးဇူးပြုနေတာတွေရှိတယ်။ဒါတွေကိုကျမတို့မြင်အောင်ကြည့်ပြီးတဲ့အခါမှာကျမတို့ဘယ်လို action plan တွေနဲ့ကျမတို့ဘယ်လိုလုပ်ယူသွားမလဲဘယ်လိုပြောင်းလဲသွားမလဲ။ပြီးလို့ရှိရင်ကျမတို့မှာကိုယ့်ရဲ့ဘဝကိုယ့်ရဲ့အနာဂတ်ကိုကျမတို့က architect လို့ပဲဒီဇိုင်းဆွဲရမယ်။ငါဘာလုပ်ချင်တာလဲငါဘာဖြစ်ချင်တာလဲဒီဇိုင်းဆွဲရမယ်။အဲ့တော့ဘယ်နေရာအပိုင်းတွေကိုငါဘယ်လိုဖြစ်ချင်တာလဲเนาะဆိုတော့ကျမကအခုဒီနေရာမှာစကားလာပြောရဲဆိုလို့ရှိရင်ကဲစဉ်းစားကြည့်ကျမစကားပြောတာမှာနှုတ်ကစကားပြောတယ်မျက်စိကတော့မြင်တယ်လीเนาะနှုတ်ကစကားပြောတယ်အဲ့တော့စကားပြောတတ်ရင်ရပြီဆိုတာနဲ့ကျမဒီနေရာမှာဒီလိုထိုင်ပြီးလာစကားပြောလို့ရမှာ no ပြောလို့မရဘူးကျမရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာကျမရဲ့ကောင်းမွန်တဲ့အရာတွေအများကြီးရှိနေလို့ကျမဒီနေရာမှာဒီလိုစကားလာပြောလို့ရတာမဟုတ်ရင်ကျမဒီလိုစကားပြောလို့ရမှာမဟုတ်ဘူးเนาะကျမအတန်လေးထွက်တတ်ယုံနော်ပါဇက်ကလေးလှုပ်တက်ယုံနဲ့ကျမလာပြီးတော့ဒီညမှာအောင်မြင်မြင်ကျမစကားပြောနိုင်မှာမဟုတ်ဘူးဆိုတော့ပြောချင်တာကဘာလဲဆိုတော့ကျမတို့ရဲ့ life မှာ you know ကျမတို့ရဲ့ချမ်းသာခြင်းအောင်မြင်ခြင်းတိုးတက်ခြင်းဆိုတာတွေကတကွက်ကလေးပဲပေါ့ပတ်စံဆိုတာလေးကိုပဲတကွက်ကလေးကွက်ပြီးတော့မဲနေရုံနဲ့ဖြစ်လာတာမဟုတ်ဘူးအတွင်းထဲကကိုယ့်ရဲ့ဘက်ပေါင်းစုံ360 degree ဘက်ဆောင်ကောင်းမွန်နေမှသူကအဆင်ပြေတိုးတက်အောင်မြင်လာတာဖြစ်တယ် life က transformed ဖြစ်လာတယ် transcend ဖြစ်လာတယ်ဟုတ်ပြီနော်ဆိုတော့ဒီနေရာလေးမှာကျမတို့ကဒါလေးကိုသတိထားမယ်အဲ့တော့ကျမတို့ကကိုယ့်ရဲ့ life ကို design လုပ်တဲ့နေရာမှာကိုယ့်ရဲ့ future ကို design လုပ်တဲ့အခါမှာကိုယ့်ရဲ့ပစ္စုပန်တဲ့တဲ့ကိုပြန်ကြည့်ပြီးတဲ့အခါကျတော့ငါဘယ်နေရာမှာဘယ်လိုလိုအပ်နေလဲဘယ်လိုပြုပြင်ရမလဲနော်ကိုယ့်ရဲ့ limiting beliefs တွေကိုဘယ်လိုကျော်လွှားရမလဲနော် barrier တွေကိုဘယ်လိုဖြတ်ကျော်ရမလဲကိုယ့်ရဲ့ fear တွေကိုဘယ်လိုရင်ဆိုင်ရမလဲနောက်တစ်ခုကကျတော့ habits တွေပေါ့ old habits တွေကိုမဖြောင့်မချင်းဘယ်တော့မှကျမတို့က new habits ကိုမတည်ဆောက်နိုင် new habits က old habits ကိုပြန်ပြီးတော့ override လုပ်သွားတဲ့အခါမှာကျမတို့ဟာ new habits တွေနဲ့ဘဝကိုကျမတို့ပြောင်းလဲတည်ဆောက်လာနိုင်တယ်။ဒါဟာအမှန်တရားပဲ။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ကျမရဲ့ life မှာကျမ transform ဖြစ်လာတဲ့အဆင့်တွေကိုသွားကြည့်လိုက်မယ်ဟေ့ဆိုကျမဟာ habit ကိုတော်တော်ကို change လုပ်ခဲ့နိုင်တာဖြစ်တယ်။နောက်တစ်ခုကကျတော့ကျမမှာဘာကောင်းတာတစ်ခုရှိလဲဆိုတဲ့အခါ discipline
discipline ကျမဟာစီကံတစ်ခုတည်းမှာတေးသေးချာချာစနစ်တစ်ခုတည်းမှာကောင်းကောင်းနေထိုင်နိုင်တဲ့ pattern တစ်ခုကိုကျမကဒီ habitual pattern တစ်ခုကိုကျမတည်ဆောက်နိုင်တဲ့အခါမှာဒီ habit ကပဲကျမကိုနည်းနည်းချင်းလေးတွေကျမကိုတနေ့1% နဲ့ကျမရဲ့ growth တွေကိုပေါ်ဆောင်သွားပြီးတာဒီနောက်ဆုံးမှာကျမဟာလွတ်လပ်စွာနဲ့ဒီ system ထဲမှာကျမဟာ accomplish ဖြစ်နိုင်တဲ့လူတစ်ယောက်ဖြစ်ကိုကျမ transform ဖြစ်သွားတာဖြစ်တယ်အဲ့တော့ကြတော့ကျမရဲ့ journey ကိုပြန်ကြည့်ရင်လည်းကျမရှေ့ဟိုးအရင်ကတည်းကကျမရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအကုန်လုံးကိုကျမဘက်ဆောင်ပြန်ကြည့်လိုက်ငါဘယ်နေရာမှာအားနည်းသွားလို့ငါဒါတွေဖြစ်သွားတာငါဘယ်နေရာမှာဒီလိုတွေတိုးတက်လာတာဆိုတာဟာငါဘာတွေကောင်းခဲ့လို့တိုးတက်လာတာဆိုတာရအဖြစ်တွေအကုန်ပြန်ထွက်တယ်ဒါတွေကစိတ်ကူးရနေတာမဟုတ်ဘူးကျမရဲ့ life မှာကျမဒီမိသားစုကိုလည်းတည်ဆောက်ရတယ်စီးပွားရေးကိုလည်းတည်ဆောက်ပါတယ်စီးပွားရေးဆိုလည်းအသက်16နှစ်ကတည်းကကျမအဖေဆုံးသွားတဲ့အတွက်ကြောင့်မလို့အဖေရဲ့လုပ်ငန်းဒီ aviation industry ထဲမှာကျမ18နှစ်တာကျမကျင်လည်ပြီးတဲ့ခါကျ business တခုကိုကျမကောင်းကောင်းဦးဆောင်ခဲ့ရတယ်ဆိုတော့ကျမဒီကိုဘဝကိုကိုယ်တိုင်တည်ဆောက်ပြီးတဲ့အခါကျတော့နေထိုင်ခဲ့ရတဲ့သူဖြစ်တဲ့အခါကျတော့အဲ့ဒီလိုလူမျိုးရဲ့အတွေ့အကြုံဟာလက်တွေ့တအားဆန်တယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ကျမဟာကျမပေါ့ပြပြပြင်းပြင်းတိဆောက်ရတဲ့သူဖြစ်တယ်။ကျမစိတ်ကူးရင်လည်းလို့မရဘူး။ဘာကြောင့်လဲဆိုတော့ကိုတာဝန်ယူရတာတွေကအများကြီးရှိရလို့ဆိုတော့စိတ်ကူးရင်လို့မရဘူး။အဲ့တော့ကျမရဲ့ life ကိုကျမပြပြပြင်းပြင်းလက်တွေ့ကြကြကျမတိဆောက်လာတဲ့အခါမှာကျမရဲ့ life ကိုမြင်တဲ့အမြင်လက်တွေ့မှာကျမမြင်တဲ့အမြင်ပေါ့နော်ဒါတွေဟာကျမအခု coaching ပညာရေးနဲ့ရှင်တွဲလိုက်တဲ့အခါမှာကျမအတွက်ပြောမယ်ဆိုရင်အများကြီးကိုကျမကို next level ကိုခေါ်ပေးသွားနိုင်တယ်ပေါ့နော် okay နောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ကျမတို့တွေကကိုယ့်ရဲ့စိတ်မှာကိုယ့်ရဲ့ရှေ့ကိုသွားခြင်းစိတ်တိုးတက်ခြင်းစိတ်ရှိကိုရှိရမယ်ဒီတိုးတက်ခြင်းစိတ်ဟာဘယ်ကနေစလာတာလဲဆိုတဲ့အခါကျငါဘာကြောင့်ဒီလိုတိုးတက်ခြင်းရတာလဲ okay ကိုယ့်ရဲ့ why ပေါ့ why ဆိုတာသိရမယ်ကိုယ့်ရဲ့ reason ကပါလဲ why ပေါ့နော်ငါဘာကြောင့်ဒါလုပ်ခြင်းရတာလဲနော်ဒီ why ဆိုတဲ့ question ကိုအဖြေကောင်းကောင်းရှိမှကျမတို့က motivated ဖြစ်နေတာကျမမနေ့ဆိုလို့ရှိရင်မနေ့ဆိုရင်ကျမ4နာရီထားတယ်အခုကျမမနေ့ဆိုလို့ရှိရင်အဘိဓမ္မာ9ကျမ်းကိုကျမစပြီးတော့ပူဇော်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျမဒီမနေ့9ခွဲမှာ coaching session စတဲ့အတွက်ကြောင့်မလို့ကျမမနေ့3နာရီထားတယ်မနေ့3နာရီထားပြီးတဲ့အခါမှာကျမဖះအတွက်ဝေယဝိစာလုပ်စရာရှိတာလုပ်ပြီးလို့ရှိရင်ကျမရေမိုးချိုးပြီးပြီဆိုတာနဲ့ coaching session မစခင်45မိနစ်အလိုမှာကျမအဘိဓမ္မာ9ကျမ်းကိုဓမ္မသင်္ကန်းကြီးကျမ်းကနေပြီးကျမစပူဇော်တယ်အဲ့တော့ပြောမယ်ဆိုရင်ကျမရဲ့ life မှာကျမနေ့တိုင်းအခုလိုမျိုးမနေ့စောစောထားဆိုထားနိုင်တယ်ကျမရဲ့လုံလဝရိယကိုကျမအားစိုက်ထုတ်နိုင်တယ်နော်နောက်ကျမရဲ့ကျမရေးပေါ့နော်ကျမရဲ့ကျမညဆိုရင်ကျမစောစောအိမ်မယ်အဲ့တော့စောအိမ်မှာဖြစ်တဲ့ကြောင့်မလို့တနေ့တာမှာကျမဒီမနေ့စောစောထားရလို့ဖြစ်တဲ့ကြောင့်မလို့တနေ့တာမှာကျမအကျိုးရှိတာလေးတွေကိုလုပ်ချင်တယ်နားတဲ့အချိန်နားမယ်နေ့လည်ခင်းမှာခဏပြန်အိတ်တဲ့အချိန်အိမ်မယ်ပေါ့နော်ပြီးရင်ကျမလုပ်ဆရာရှိရဲ့ကလေးအလုပ်တွေမိသားစုအလုပ်တွေကျမလုပ်ရတာတွေရှိတယ်စီးပွားရေးအရာကျမအလုပ်ကိုင်ကိစ္စတွေနဲ့အပြင်သွားရတာတွေရှိတယ်ပေါ့နော်ဆိုတော့ဒါတွေအကုန်လုံးမှာကျမအမြဲတမ်း motivated ဖြစ်နေဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဆိုတော့ကျမအနေနဲ့ကျမစိတ်ဝင်စားတဲ့အလုပ်ကိုပဲကွက်လို့ယုံနေပဲရနေလားဆိုတော့လည်းမရပြန်ဘူး။ဘာကြောင့်လဲဆိုတော့ကျမရဲ့ဟောဒီ business တခုကျမရဲ့ career တခုအောင်မြင်ထွန်းပေါက်ဖို့ဆိုတာကကျမရဲ့မိသားစုမှာကောကျမရဲ့နေအိမ်မှာကောအကုန်လုံးကနော်ကျန်းကျန်းမာမာချမ်းချမ်းသာသာဒီလိုလေးတွေဖြစ်နေတော့မှကျမကစိတ်ဖြောင်းဖြောင်းနဲ့ဒီအလုပ်ကိုလုပ်နိုင်တာ။ကျမမနေ့3နာရီထားဆိုလဲကျမထနိုင်သွားတယ်။ဟုတ်ပြီနော်။အဲ့တော့ကျမဒီအိမ်ရဲ့မိသားစုအလုပ်တွေလုပ်ရတာကအစားကျမမှာနော်အော်ဒါငါ့ရဲ့မိသားစုအဆင်ပြေတော့မှငါ့ရဲ့စိတ်ရွှင်လန်းမှုကလည်းနော်အဆင်ပြေနေတော့မှငါဟာဒီခေါရီးယားကျမရဲ့ coaching career မှာကျမအောင်မြင်မှာဖြစ်တယ်ကျမအဆင်ပြေလာမှာဖြစ်တယ်ဆိုတဲ့ဟာလေးနဲ့ကျမကကိုယ့်ရဲ့ motivation ကိုကိုကရှာယူလာနိုင်တယ်နော်ဘာကြောင့်လဲဆိုတော့ကျမအနေနဲ့ကကျမဒီကိုတယောက်တည်းအတွက်ကိုရှင်သန်နေရတာမဟုတ်တော့ဘူးကျမဒီဘာဖြစ်လို့ကျမအဘိဓမ္မာ9ကျမ်းမှာကျမဘာဖြစ်လို့ပထမကျမပဋ္ဌာန်းကျမ်း5ကျမ်းရွတ်တယ်ပဋ္ဌာန်းကျမ်း5ကျမ်းရွတ်တဲ့အချိန်မှာတော့ကျမစိတ်ထဲမှာလူငယ်ဘဝပေါ့နော်လူငယ်ဘဝမှာကနေကကျမစိတ်ထဲမှာအောင်မြင်တိုးတက်ခြင်းစိတ်များတယ်နောက်ကိုကမြတ်စွာဘုရားကိုအဓိပတိတက်မှုလဲအားကောင်းတယ်ကျမအဲ့တော့ကျမအတွက်ကအားကိုးရာယရနာ၃ပါးပဲရှိတယ်ဆိုတဲ့စိတ်နဲ့ကျမပဋ္ဌာန်းတရားတော်မြတ်ကြီးကိုကျမပူဇော်တယ်အခုကျတော့ကျမအဘိဓမ္မာ9ကျမ်းကိုဘာလို့ပူဇော်လဲဆိုတဲ့အခါကျတော့ကျမကိုယ်နဲ့ကငါသည်ပိုကြီးမားတဲ့အလုပ်တွေကိုလုပ်နိုင်ကြလို့ရှိရင်ဘာသာတရားနဲ့ပတ်သက်လာလို့ရှိရင်လေကိုဟာပိုကြီးမားတဲ့ vision ရှိရမယ်เนาะပို့ပြီးတော့ understanding ရော embodiment ရောရှိရမယ်အဲ့တော့ကျမအဘိဓမ္မာကိုလည်းကျမလေ့လာတယ်အဘိဓမ္မာကျမ်းကြီးကိုလည်းရွတ်ဖတ်ပူဇော်တယ်ဒီလိုပူဇော်ခြင်းအပြင်ကျမမှာလူတွေအများကြီးအတွက်ကိုကျမဟာပို့ပြီးတော့တန်မိုးရှိစွာနဲ့ကျမအများကြီးဝန်ဆောင်မှုပေးလာနိုင်တယ်စသဖြင့်ဒါမျိုးတွေကျမရင်ထဲမှာခံယူချက်တွေဖြစ်လာတယ်ဆိုတော့ဒါတွေဟာကိုယ့်ရဲ့ why ပဲ
ငါဘာလုပ်နေရလဲဘာကြောင့်လုပ်နေရလဲဆိုတာကိုယ့်ရဲ့ why ပဲအဲ့တော့ပြောမယ်ဆိုရင်ဒါကိုကျမတို့ဘယ်လိုမျိုးဒီ why ကိုဘယ်လိုရှာမလဲเนาะဘယ်လို action plan တွေနဲ့ကျမတို့ account ထဲပေါ်သွားမလဲနောက်တစ်ခုကကြတော့ကျမတို့ရဲ့ life journey ဆိုတာကလေအရှိကြီးသွားတဲ့ခရီးဖြစ်တယ်အရှိကြီးသွားတဲ့ခရီးဖြစ်ပြီးတဲ့အခါကျတော့ဒီအရှိကြီးသွားတဲ့ခရီးကပြောရမယ်ဆိုရင်လေကြားထဲမှာလေနောက်ဆုတ်ပြီးပြန်ရတာတွေလည်းရှိတယ်လမ်းတွေလွဲကုန်တာတွေလည်းရှိတယ်เนาะတခါကျရင်ကိုယ့်ကိုယ်စိတ်ထွေပြီးတဲ့အခါကျတော့ဟိုကြုံရနေရလေးပါပဲစိတ်လျှော့ပြီးတော့နေတဲ့လူတွေလည်းရှိတယ်အများကြီးကြားဖို့တွေ့ဘူးမှာပါငယ်ငယ်တုန်းကတော့ဒီလိုပဲလုပ်ခဲ့ပါပဲကြီးတော့ကြတော့တိတ်လှုပ်ချင်စိတ်မရှိတော့ဘူးပေါ့လေစသဖြင့်ဒါမျိုးတွေလည်းကျမတို့ပြောခဲ့ကြတာတွေရှိတာပဲလေအဲ့တော့ကျမတို့လည်းကိုယ်တိုင် maybe ပြောရင်လည်းပြောဖို့ကြမယ်ဒါမှမဟုတ်လေသူများတွေပြောတာလဲကြားဘူးလိမ့်မယ်ပေါ့နော်။အော်ဘဝဆိုတာဒီလိုပါပဲအချိန်တန်တော့လည်းပြီးသွားတာ yes အချိန်တန်တော့လည်းပြီးသွားတာပဲဒါပေမဲ့ဘယ်လိုပြီးသွားတာလဲကိုဘယ်လိုနေထိုင်ခဲ့လဲဆိုတာအရေးကြီးတာမဟုတ်ဘူးလား။ဆိုတော့ဒီ life journey မှာကိုဘယ်လိုသွားလဲဆိုတဲ့ဟာကအင်မတန်အရေးကြီးတယ်နောက်တစ်ခုလောကဓာတ်အနေအမြင့်တွေမှာအတက်အကျတွေမှာကျမတို့တွေကလောကဓာတ်ရဲ့လှည့်စားမှုအောက်ထဲကိုရောက်သွားတာများတယ် victim နေရာကိုရောက်သွားတာများတယ်အဲ့တော့ victim နေရာကိုရောက်သွားတာလောကဓာတ်ရဲ့အထက်ကနေနေထိုင်ဖို့ဆိုတာကလည်းကျမတို့ရဲ့အင်မတန်အရေးကြီးတဲ့ဘဝနေနည်းတစ်ခုဖြစ်တယ်ဒီလောကဓာတ်ရဲ့လောကဓာတ်၈ပါးအကောင်အဆိုးထဲမှာကျမတို့ကဖောက်ထွက်နိုင်မှဒီထဲမှာကျမတို့နှစ်မျောမနေမှကျမတို့လိုချင်တဲ့ပန်းနိုင်ရောက်မှာဖြစ်တယ်အဲ့တော့အဲ့ဒီပန်းနိုင်ကိုသွားဖို့အတွက်ဆိုတာကစ조사အားထုတ်မှုတွေကတော်ရုံနဲ့မရဘူးအဲ့တော့ဘယ်လိုပုံစံနေနဲ့သွားမှာလဲเนาะဘယ်လိုပုံစံနေနဲ့သွားမှာလဲဆိုတော့ကျမဆိုလို့ရှိရင် okay ကျမရဲ့အုံနောက်ကိုကျမဘယ်လိုအလုပ်ပေးထားလဲဆိုတဲ့အခါကျတော့နေ့တိုင်းငါပြောင်းမယ်ဆိုတဲ့စိတ်ကိုကျမခေါင်းထဲမှာထည့်ထားတယ်နေ့တိုင်းငါပြောင်းမယ်ငါပြောင်းမယ်မဟုတ်ဘူးငါပြောင်းလဲမယ်လို့မဟုတ်ဘူးကျမငါပြောင်းမယ်အဲ့တော့ငါပြောင်းမယ်ဆိုတဲ့ဟာကိုကျမကအုံနောက်ထဲမှာထည့်လိုက်တဲ့အခါကျတော့ကျမအုံနောက်ကကျမဘယ်နေရာကိုပြောင်းရမလဲဆိုတာကိုပဲ focus လုပ်တော့တယ်အဲ့တော့ကျမဘာလုပ်ပြီလဲဆိုတဲ့အခါကျတော့ကျမဘာသာကျမဒီထက်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်စင်တဲ့အတွက်ကျမရဲ့ old habit တွေကိုကျမကသတိထားမိရမယ်ဒီ old habit တွေမှာမကောင်းတာပါလာရင်ကျမချက်ချင်းပြောင်းရမယ်အဲ့တော့ကျမဘာလုပ်လဲဆိုလို့ရှိရင်ပြောင်းနိုင်မဲ့နီလန်အသစ်တွေကိုကျမရှာဖွေတယ်တင်ယူတယ်ပြီးရင်အဲ့ဒီပြောင်းမယ်ဆိုတဲ့ဟာကို affirmation လိုမျိုးကျမရွတ်လို့ရှိတယ်ငါပြောင်းမယ်အခုကျမကပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုအတိုင်းကျမကတစ်ခုခု trigger ဖြစ်တဲ့နေရာမှာကျမကဟာစိတ်ဆိုးတော့မယ်လို့ကျမတွေးလိုက်ရင်ကျမငါပြောင်းမယ်ဆိုတဲ့ဟာချက်ချင်းသတိဝင်လာပြီးတဲ့အခါကျတော့ငါပြောင်းမယ်ဆိုတဲ့စိတ်နဲ့ကျမသည်သတိဝင်လာတယ်ထိမ့်လိုက်နိုင်တယ်အဲ့ဒီပြောင်းလဲခြင်းဘက်ကိုကျမက lean လုပ်ထားတယ် okay lean လုပ်ထားတယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဒီကို lean လုပ်လိုက်တဲ့ဥစ္စာမှာကျမကပြောရင် engagement ကစက်တိုက်ယူနေပြီ okay ငါပြောင်းမယ်ကျမဒီနေ့ဘာစကားပြောမလဲကျမဘာအလုပ်လုပ်မလဲကျမဘယ်ပညာရပ်ကိုဘယ်လိုလေ့လာမလဲကျမဘယ်ကိုသွားမလဲသွားရင်တော့ကားကိုဘယ်လိုမောင်းမှာလဲဟုတ်ပြီနော်အကုန်လုံးမှာကျမငါပြောင်းမယ်ဆိုတဲ့စိတ်တွေနဲ့ကျမရဲ့ပြောင်းလဲခြင်းကိုအဲ့လိုမျိုးအတိပတိတတ်ထားတယ်ဟုတ်ပြီနော်ဆိုတော့ငါပြောင်းမယ်ဆိုတဲ့ဟာနဲ့ကျမရဲ့ engagement ကိုကျမဇက်တိုင်းယူတယ်နော်အဲ့ဒါပြောမယ်ဆိုရင်ကျမတို့ကငါပြောင်းမယ်ဆိုတဲ့ဟာမှာလေဘာတွေပြောင်းရမှာလဲရင်ဆိုရင် you know စဉ်းစားရင်ဘာတွေပြောင်းရမှာလဲဆိုတော့ညပြောင်းစရာအများကြီးရှိတယ်အဲ့တော့ပြောင်းစရာအများကြီးရှိနေတာကို aware လုပ်မိရမယ်ပြောင်းရမယ့်ဟာကို activate လုပ်နိုင်ရမယ်နော် activate လုပ်နိုင်အဲ့တော့ပြောင်းမယ်ဆိုတဲ့အရာတွေကျမတို့ပြောင်းနိုင်ရမယ်နောက်တစ်ခုကကြတော့ action ယူတတ်ဖို့အရင်အရေးကြီးတယ် action ယူတတ်ဖို့ဆိုတာကချက်ချင်း action ယူတတ်ဖို့အရင်အရေးကြီးတာချက်ချင်း action မယူလို့ရှိရင် तू ကကိုယ့်ရဲ့ intention က diminish ဖြစ်သွားတယ်နော်အဲ့တော့အချိန်တစ်ခုကိုစွဲလေကျမတို့မှာကျမတို့ရဲ့ရည်ရွယ်ချက်တွေကျမတို့ဘဝကိုအောင်မြင်ခြင်းစိတ်တွေကအင်မတန်ကြီးမားတယ်လူတိုင်းမှာသေးသိမ်တဲ့ရည်မှန်းချက်နဲ့နေနေတဲ့လူဆိုတော့ရှားပါတယ်အကုန်လုံးတော့ရည်မှန်းချက်ကြီးကြီးထားကြတာကြီးပဲကိုယ့်ဘဝကိုသေးသေးသိမ်သိမ်နဲ့တိမ်နှုတ်နဲ့နေသွားခြင်းတဲ့သူဆိုတော့ကျမမတွေ့ဘူးအကုန်လုံးကတော့ကိုယ့်ဘဝကိုကောင်းကောင်းမွန်မွန်တည်ဆောက်ပြီးနေကြသွားတာကြီးပဲဒါပေမဲ့လူတော်တော်များများကအဲ့ intention တာရှိတယ်ဒါပေမဲ့ distraction တွေနောက်မှပဲသွားနေတယ်အဲ့ distraction တွေကလည်းဘယ်အချိန်မှဝင်လာလဲသိလားအချိန်ဆွဲတဲ့အချိန်မှဝင်လာတာပဲအချိန်ဆွဲလေအခုလုပ်မယ်ဆိုတဲ့အလုပ်ကိုမလုပ်ဖ ೇನೆ အချိန်ဆွဲလေဟိုမှနောက်မှဒီမှဆိုတဲ့ဟာတွေအချိန်ရွှေ့လေ distraction ကဝင်လာလေပဲအဲ့ဒါကြောင့်မို့လို့ကျမဆိုအလှူတဲ့နေရာမှာတော့မှကျမလှူချင်ပြီဟဲ့ဆိုလို့ရှင်လှူမဲ့ဟာကိုကျမကပြက်သားဒီနေ့ဒီအချိန်မှာတရားပေါက်ရင်ချက်ချင်းလှူတယ်ကျမ။ဘာကြောင့်လဲဆိုတော့ဟဲပတ်စံစုလိုက်အောင်မယ်လေနောက်လာမှလှူမယ်လေဆိုအဲ့အလှူကိုကျမတို့မလှူပြတ်တော့ဘူး။နောက်တစ်ခုကျမရဲ့စိတ်ကတော့ပြက်သားထားတယ်။ကျမသည်
ဘယ်နဲ့ဘယ်အချိန်ထိအသက်ရှင်နေမလဲဆိုတာမပြောနိုင်ဘူးကိုအသက်ရှင်နေတဲ့အချိန်မှာကုသိုလ်ကောင်းမှုကိုရှေ့မှာမျက်စိရှေ့မှာတွေ့ပြီးဟဲ့ဆိုရင်လုပ်ကိုလုပ်အောင်ပါပဲကျမအဲ့လိုစိတ်မျိုးကျမပြတ်သားတယ်ပြတ်သားတဲ့ခါကျတော့ကျမရဲ့ growth တော်တော်များများဟာအချိန်မဆွဲခြင်းနဲ့လက်တွေဖက်ခနဲ့လှုပ်ဆောင်လိုက်ခြင်းဆိုတဲ့ဟာတွေကနေကျမမှာ growth တော်တော်များများရတာရှိတယ်အဲ့တော့ကျမဟာဒါပြောမယ်ဆိုရင်ကိုယ့်ရဲ့ transformation ကိုကျမကလက်တွေ့ဒီလိုမျိုးနှစ်နဲ့ချီပြီးတော့ကိုကျမရဲ့အရင် business မြန်မာပြည်မှာနေခဲ့စေကိုယ့်ရဲ့ business တကိုကိုယ်တိုင်ဥဆောင်လာခဲ့တဲ့အချိန်ကနေဆိုဒီနေ့ဒီအချိန်အထိကိုကျမမှာအဲ့ဒီပုံစံနဲ့ကျမအလုပ်လုပ်တာများတယ်အဲ့တော့ကျမကဖြစ်အောင်လုပ်မယ်ဟေ့ဆိုရင်ကျမက result ကိုကျမအမြဲကြည့်တယ်ဖြစ်အောင်လုပ်မှာလားမဖြစ်အောင်လုပ်မှာလားကျမကိုယ့်ကိုမေးခွန်းမေးတယ်ကျမကလက်နဲ့ထိရင်ရွှေဆိုတဲ့စကားကိုအရင်ကြိုက်တယ်နော်လက်နဲ့ထိရင်ရွှေကိုလက်နဲ့ထိလိုက်တဲ့အရာတကူကရွှေဖြစ်ချင်တယ်မလား yes အဲ့ဒါဆိုရင်ကိုလုပ်တဲ့အလုပ်ကိုရွှေဖြစ်အောင်လုပ်မယ်ဟေ့ဆိုရင်အဲ့ဒီရလဒ်ကိုကျမကမဖြစ်မချင်းကျမကဒီဇိုင်းမှတ်နဲ့ကျမစူးစမ်းသွားတယ်မစုံမနစ်နဲ့စူးစမ်းသွားတဲ့အချက်ရှိတယ်ဆိုတော့လူတစ်ယောက်မှာဇွဲအင်မတန်ကောင်းမှုတော့လိုအပ်တယ်ဇွဲဟာအင်မတန်အရေးကြီးတယ်လွယ်လွယ်စိတ်လျှော့ခြင်းတဲ့လူကလည်းလျှော့မှာပဲเนาะလွယ်လွယ်စိတ်လျှော့ခြင်းတဲ့လူကလည်းလျှော့မှာပဲဒါပေမဲ့ဇွဲကြီးတဲ့သူဆိုတာကတော့လူတစ်ယောက်နဲ့တစ်ယောက်တော့မတူနိုင်ဘူးတချို့ကလည်းအေးအေးလေးနဲ့ကိုကန်ကောင်းပြီးတဲ့အခါကျတော့သူတို့ပေါ်မှာလွယ်လွယ်ကူကူအဆင်ပြေနေတဲ့လူတွေ life မှာအများကြီးရှိတယ်အဲ့လိုလူတွေကိုသွားကြည့်လို့ရှင်တော့ yes အေးအေးလေးနဲ့ဘာမှမလုပ်ဖဲနဲ့အဆင်ပြေနေတာအောင်မြင်နေတာမြင်တဲ့အခါကျတော့ဟာသူများတွေလည်းအေးအေးလေးနဲ့အဆင်ပြေတာပဲလို့ထင်အောင်ထင်မယ်ဒါပေမဲ့ကိုတူကိုထားရှောက်ရတဲ့လမ်းတွေကိုထူးကိုဂျွန်သွားရတဲ့လမ်းတွေမှာတော့ဇွဲဆိုတာတော့မပါဘဲနဲ့မရဘူးဇွဲဆိုတာတော့မပါဘဲနဲ့မရဘူးအဲ့တော့ကြတော့ကျမရဲ့ဒီ coaching program မှာ2026ဆိုတဲ့ coaching program မှာကျမဒီအချက်တွေအကုန်လုံးကိုစုထားပြီးတဲ့အခါကျတော့2026ကို meaningfully အတိတ်ပဲလေးနက်စွာနဲ့နေခြင်းနဲ့ဖြတ်တန်းသွားခြင်းနဲ့နောက်တစ်ခုကကြတော့အကြားအလတ်မရှိအချိန်တွေကိုကိုကအကျိုးရှိရှိအသုံးချသွားခြင်းနဲ့2026ကနေအရင်ပြုတ်လိုက်တာဟာကိုယ့်ရဲ့ life မှာเนาะအနည်းဆုံး5 years to 10 years ကိုလုံးဝကိုဘဝမှာပြောင်းလဲသွားတယ်ပြောင်းလဲသွားတယ်အုံမြင့်တွေဖြစ်သွားတယ်ဆိုတဲ့ဟာကအစဖြစ်ပေါ်သွားအောင်ကျွန်မ group coaching program လေးတစ်ခုကျွန်မဖန်တီးထားတယ်ဆိုတော့အဲ့ဒီ program လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်မစီကို message ပို့ပြီးတော့ဆက်သွယ်နိုင်တယ်ဆိုတော့ဒါဟာ group coaching program ဖြစ်တယ်ဆိုတာကျွန်မလူများများကိုလုပ်ပေးနိုင်ကြလို့ဘာကြောင့်လဲဆိုတော့တယောက်ချင်းစီကျမစီမှာလုပ်နေတဲ့သူတွေရှိတယ်။ဒါကလည်းကျမကအခုလက်ရှိကျမဒီ2026အတွက်ကိုကျမအခုဒီနှစ်မှာကနေကဒီနှစ်ကုန်ခါနီးမှာ November မှာကနေကစနေကြတဲ့ client တွေရောလက်ရှိသွားနေတဲ့ client တွေရောကိုကျမကစပြီးတော့အဲ့ဒီပုံစံအသစ်နဲ့ကျမခြိတက်ပေးနေပြီ။အခု2026မှာလည်းကျမက group coaching ကိုလည်းပြောရင်လူအများကြီးကိုလုပ်ပေးခြင်းနဲ့တယောက်ချင်းစီတော့ကျမ personalize လုပ်ပြီးတော့ကျမတေးချာချာတော့လုပ်ပေးနိုင်မှာတော့မဟုတ်ဘူး one on one မဟုတ်တဲ့အတွက်သို့တော့ group coaching နဲ့ကနေကိုပဲကျမကပြောမယ်ဆိုရင်ဒီ2026အတွက်ကိုကျမလုပ်ပေးသွားမယ်လုပ်ပေးသွားပြီးလို့ရှိရင်ကျမကထုံးစံအတိုင်းပဲ week ကတော့ဘယ်လောက်ကြာမလဲဆိုလို့ရှိရင်ကျမကဒါ9 weeks လို့ကျမသတ်မှတ်ထားတယ်ဆိုတော့9 weeks to 10 weeks ပေါ့နော်ဒီကျမဒါလေးသတ်မှတ်ထားတယ်ဆိုတော့ဒီ9 weeks to 10 weeks မှာကျမတို့ဒီ transformation journey ကိုသွားမယ်ပြီးလို့ရှိရင်ကျမက9 weeks to 10 weeks ကနေပြီးတဲ့အခါကျတော့နော် another 10 weeks 10 more weeks ဟုတ်ပြီနော်နောက်ထပ်10 more weeks အတွင်းမှာလေကျမရဲ့ mentoring ကတောက်လျှောက်ရှိနေပေးမယ်ကျမရဲ့ mentoring ကတောက်လျှောက်ရှိနေပေးမယ်ဆိုတော့10 weeks ကျမတို့ဒီ transformation journey အားလုံးသွားမယ် and then 10 more weeks ကကြတော့ကျမရဲ့ mentoring ကတောက်လျှောက် class ထဲမှာ group ထဲမှာကျမတို့ရှိနေပေးမယ်ဆိုတော့ဒါဆိုလို့ရှိရင်10 weeks 10 weeks ဆိုလို့ရှိရင်ကျမတို့ကဘယ်လောက်ရှိသွားမလဲအနည်းဆုံးတော့20 weeks မှာကျမတို့ကိုယ့်ရဲ့ transformation journey ကိုပြုတ်ကျမသွားအောင်ကျမတို့ထိန်းနိုင်သွားမယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်နှစ်ဝက်နီးပါးလောက်เนาะနှစ်ဝက်လောက်ကျမတို့ဒီ journey မှာ2026ကိုကျမတို့စနစ်ကြကြလေးနဲ့ကျမတို့တည်ဆောက်သွားနိုင်မှာဖြစ်တယ်အဲ့တော့ဒါလေးကိုကျမကဘယ်မှာစမလဲဆိုလို့ရှိရင်ကျမတို့လာမယ့် December မှာစမှာဖြစ်တယ်အဲ့တော့ December မှာကျမဒီ program ကိုစပြီး launch လုပ်မယ်ဒါပေမဲ့စမှာတော့ကျမတို့ January မှာစမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ January မှာစမယ် January မှာကျမက January 11th 17ရက်နေ့ January 11th မှာစတော့မှာဖြစ်ပါတယ်ဆိုတော့သင်တန်းချိန်တွေကတော့ကျမတို့ group coaching လုပ်သွားမယ့်အချိန်တွေကတော့ Saturday and Sunday ဖြစ်ပါတယ် Saturday and Sunday တစ်ပတ်ကိုနှစ်ချိန်ဖြစ်ပါတယ်တစ်ပတ်ကိုနှစ်ချိန်နဲ့ကျမတို့ကတစ်လဆိုလို့ရှိရင်8ချိန်ဖြစ်သွားမယ်ဟုတ်ပြီနော်8ချိန်ဖြစ်သွားမယ်အဲ့တော့ပြီးရင်
2လဆိုလို့ရှိရင်ကျမတို့16ချိန်ဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့တော့3လဆိုလို့ရှိရင်ကျမတို့10 week ဆိုတဲ့အခါကျတော့ကျမတို့2လခွဲပေါ့နော်ဆိုတော့2လခွဲဆိုတော့နောက်ထပ်အချိန်တွေမှာ4ချိန်ဖြစ်သွားမယ်ဆိုတော့အခါမှာကျမတို့က12ချိန်ပေါ့နော်12ချိန်နဲ့ကျမတို့သွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့နောက်ထပ်10 weeks နောက်ထပ်12ချိန်ကတော့ mentoring ကိုထပ်ပြီးတော့ကျမကလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ program လေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်ကျမကို inquiry ပို့ပြီးတော့မေးမြန်းနိုင်ပါတယ်ဆိုတော့ကျမလည်းဒီ program လေးအကြောင်းကိုကျမ2026အတွက်ကိုအထူးသဖြင့်ပေါ့နော်ကိုယ့်ရဲ့ဘဝကိုအသက်ရှောက်လှမ်းခြင်းတဲ့လူတွေကိုယ့်ဘဝကိုလက်ရှိနေနေတဲ့ survival အဆင့်ကနေပြီးတဲ့အခါကျ thriving ဖြစ်တဲ့ mode ကိုပြောင်းခြင်းတဲ့အခါမှာဖြစ်စေပေါ့နော်မိမိရဲ့ journey မိမိရဲ့ life journey ကိုဘယ်လိုနည်းနဲ့မဆိုအတိတ်ပဲလေးနဲ့ချင်တယ်ဆိုတဲ့အဆင့်ကိုသွားခြင်းတဲ့အခါမျိုးမှာဒီ group coaching program လေးကို join နိုင်ပါတယ်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ကျမနဲ့အတူတူတေးသေးချာချာအလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင်ဖိတ်ခေါ်ပါတယ်ကျမကတော့သူများရဲ့အချိန်ကိုလည်းမဖြုံးသလိုကျမရဲ့အချိန်ကိုလည်းကျမမဖြုံးပါဘူးတေးသေးချာချာအလုပ်လုပ်ချင်တဲ့သူတွေကိုဖိတ်ခေါ်အပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်